ဖုန်းကိုပိတ်လိုက်တာနဲ့ကျွန်တော်တို့တွေဒီလိုဖုန်းရဲ့စခွဲမှာစာပေါ်အောင်ဘယ်လိုထည့်ရမှာလဲပြီးလို့ရှိရင်ကျွန်တော်တို့ကြိုက်တဲ့စာကိုဘယ်လိုထည့်ရမှာလဲပေါ့နော် application တွေလုံးဝမလိုဘူးပေါ့နော်ဒီကောင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုဖတ်ကိုတွားလိုက်ပါမယ်နော်ပထမဦးဆုံးအနေနဲ့ကိုဖုန်းရဲ့ setting ထဲကိုဝင်လိုက်ပေါ့နော်โอเคအဲ့လိုဝင်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့တွေအပေါ်ဆုံးနားက search bar ထဲကိုနှိပ်လိုက်ပေါ့နော်ပြီးရင်ကျွန်တော်တို့တွေ search bar မှာရိုက်ထည့်ရမှာက always on display ဆိုတာကိုရိုက်ထည့်ရမှာပေါ့နော်အကယ်လို့တစ်လုံးထဲရိုက်ထည့်လို့မပေါ်လာရင်အပြည့်ရိုက်ထည့်ပေါ့နော် always on display ဆိုတာရိုက်ထည့်ပြီးဒီအောက်နားမှာကျွန်တော်တို့ပေါ်လာပြီပေါ့နော်အဲ့ဒီကောင်းလေးထဲကိုကျွန်တော်တို့ဝင်ရမှာဖြစ်ပါတယ်အဲ့လိုဝင်ပြီးသွားလို့ရှိရင်တော့ဒီအပေါ်ဆုံးနားက always on display ကိုဖွင့်လိုက်ပေါ့နော်ဖွင့်ပြီးသွားလို့ရှိရင်တော့ကျွန်တော်အခုပြတဲ့နေရာလေးထဲကိုဝင်လိုက်ပေါ့နော်โอเคအဲ့လိုဝင်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့တွေနော်ကိုယ့်ရဲ့ချစ်သူကောင်းလေးဖြစ်ဖြစ်ကောင်းမလေးဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့အဖေအမေနာမည်ဖြစ်ဖြစ်ကိုနာမည်ဖြစ်ဖြစ်ဒါကိုစိတ်ကြိုက်ဒါရေးပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာအယောင်လဲဒါရွေးလို့ရတာပေါ့နော်ကိုစိတ်ကြိုက်အယောင်တွေလည်းဒါရွေးလို့ရတာပေါ့နော်โอเคနာမည်လည်းရွေးပြီးအယောင်လည်းရွေးပြီးရင်တော့ကျွန်တော်တို့ apply ကိုနှိပ်လိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်စမ်းပြပါမယ်โอเคဖုန်းကိုပိတ်ကြည့်လိုက်လို့ရှိရင်ခဏလေးစက္ကန့်ပိုင်းစောက်တာနဲ့ကျွန်တော်တို့စခွင့်ပေါ်မှာကိုရိုက်ထည့်တဲ့နာမည်ကပေါ်လာမှာပေါ့နော်โอเคကျွန်တော်ဒီနေ့ပြလိုက်တဲ့ဗီဒီယိုသင်ခန်းစာလေးကတော့ဒီလောက်ပါပဲအကယ်လို့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းဗီဒီယိုလေးကို like လုပ်ပြီးမှ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့အတွက်မမေ့ကြပါနဲ့လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye